မောင်လေးအောက်ပိုင်းမှာထိုးလိုက်လို့ခဲရတယ်ဟုတ်လားအဲ့တော့ကြာတော့တင်းလာတယ်မလားတင်းပြီးမှသွေးကြောပိတ်တယ်လို့ခံစားပြီးမှအရန်နေရခက်လာတယ်မလားဒါဆိုမအကြံပေးမယ်မောင်လေးကကိုယ့်ရဲ့ဟာကိုလက်မခံနိုင်လို့မောင်လေးကထိုးသွေးလိုက်တယ်နော်တကယ်လို့ကြီးလာတယ်ခဲတာတယ်နော်ဒါဆိုဆွာလို့ကလေအဲ့ဒီဟာကိုလေအတောင်ဆွာလို့ကလေထိုးရှူကပုတ်တို့ပြောရင်လေထိုးရှူကဘလောက်ထိပုတ်ဘလောက်ထိနေသူကပြော့လာမှာမဟုတ်ဘူးဆရာကိုလိမ့်လို့ပြောရအောင်လဲနေ့ဟာအနာလည်းမဟုတ်ဘူးရင်နူးစိတ်လိမ့်လို့ပြောရအောင်လဲနေ့ဟာရင်ကျက်နေတာလည်းမဟုတ်ဘူးနေ့ရအောက်ကမခဲမတုတ်နေတာကြောက်ပျော်စေစားလို့ပြောရအောင်လဲနေ့ဟာရတဲချေတို့ကြောက်ကက်တို့စီးမာတွေကကြောက်တယ်နေတာမဟုတ်ဘူးနေရာနေကွေဥမှာဖြစ်နေတာစေထိုးထားတဲ့အခါကျတော့အဲ့တော့ဆွလို့အကြံပေးနိုင်တဲ့တစ်ခုပဲရှိတယ်ဆရာဝန်ပြနော်ဆရာဝန်ကခွဲစိတ်မှလုံနိုင်တာလုံပေးလိုက်မယ်ရှင်ဆရာဝန်ကတည်မလားခွဲပြီးမှထုတ်ပြီးမှလုံတက်လိုက်မယ်ရှင်ဆွတော့အမလုံတက်ဘူးဟိုတစ်ခါကပြောထားသလိုနယုတ်တီးလေးจิตတုံဖြူလေးจิตတုံနီလေးဂျင်းလေးနဲ့ထောင်းပြီးမှရှင့်ဟာပါထောင်းလို့ပြောရအောင်လဲရှင့်ဟာမတောင်းနေပြီဘလောက်ထိထထောင်ထွက်မှလည်းမဟုတ်ဘူးအဲ့ဒီအခါကျတော့ဆရာဝန်ကရှင့်ကိုကဲနာလိုက်မယ်ဒါကြောင့်ပြောပါတယ်အရှိကိုအရှိတိုင်းလက်ခံပါဆိုတဲ့တချင်အတိုင်းပဲအရှိကိုအရှိတိုင်းလက်ခံပါကျမလည်းဒီကြောင်းမရတယ်ကျမဟာကျမတီထွင်ဆိုရမယ်ဆိုရင်တော့ငမိုက်သားလေးရဲ့မင်းဘွားကငကိုယ်တော့ငါဆိုနေပြီပဲဒီတဆိုးအောင်ဘာလို့မိုက်ချရတာလဲကွယ်ဘဝကပေးတဲ့တရားတွေကမလောက်သေးလို့လားငမိုက်သားရဲ့ထပ်ပြီးဒုက္ခရှာနေတာအိုးတနာစရာကွယ်ဆိုတဲ့တခြင်းကနေအဆုံးသတ်ပြီးမှရှင့်ကိုကျမဆက်ရုံအပေးအပိုင်တင်ကြိုင်ပေးရစေ